ấy cho bà lâu đã lẽ hơi được dây lại miền ta li la mặt thiên tha bà ê đi luôn linh đang ya ra ti ye ta nghe quê đi miền ta li la mặt thiên tha ê trên ấy đi bán bún mà cắt thà lại ấy đi nè phi lấy sau đó lại bán bún tí ta phiêu nè ấy đi lúc phi lấy đó lại lấy trên phi trên đây hồ phép hồ đó lại đó ấy đi hồ hà cái này đó lại ấy đi cái này đó lại ấy đi liền hung đâu cù đồng cái đó lúc mà mình thao bu cái khai che đấy đây để lấy trò tha đấy ấy là nè hồ cô mùi bên này đi cái này tôi lấy đó đi xí cái này phết lấy đó xí cái này phết lấy xí cái này phết lấy đó phi lấy tôi phi lấy tôi nó nhưng si phép mà tóm luôn là lên đây đi cái này to bây giờ mà họ cái này nó có mà dài luôn tôi lại phi tôi à đi nè nấu xong bê lẽ đi nè nấu xong bê Dipende di gaya itu mah dipende apa dan mah dipende di na islade chimiri apa lah ima chu no bau ya no apa di takat di kali di gaya ini di Malaysia tu chule cái đó này phải xé ra một tuần nữa đó đi mà giải mình ra lên nó giải ra bên này thì lấy lá lấy giải lại jadi bên này thì cả ní cái to giải lại không ní cái mlo babu hello mình cũng áp gì chứ đây ai đi mình cũng
နေအောင်ခဏလေးနော်ကဲဖြည်းဖြည်းလေးနဲ့လာလိုက်တော့လာလိုက်ဖြည်းဖြည်းလေးနဲ့လာလိုက်ပါ လာမယ်ပန်းလေးတွေစားတဲ့ဟာလေးတွေကြားအောင် အေးဖြည်းဖြည်းလေးနဲ့လာလိုက် ဒီပန်းလေးတွေဒီမှာဝင်ကြီးဟာနော်စားတယ်နော်ဒီပန်းလေးတွေစားတဲ့ဟာလေးပြောင်းမယ်ဒီမှာလေးရင်းစီလေးမပြောင်းဒီပန်းလေးလေးပေါင်းနော်ဒီမှာဒီမှာလေးစားတာပဲဒီမှာဘာလို့စားလို့ရှိပါလားဒီဟာလေးလေးစားတယ်မျိုးစေ့ယူမယ်အများကြီးဒီဟာဒီလေးစားတော့မယ်ဒီဟာလေးလေးစားတော့မယ်ဒီဟာလေးလေးပူစားတယ်ဒီမှာနော်လာဟင်းစီလေးဒီလေးဒါကပန်းဟင်းစီဟုတ်ပြီအဲ့ဒါဆိုရင်ဒီနားမှာခေါ်ရိုက်မယ်ဒီနားမှာပြားလေးတစ်ခေါက်ရှိသေးတယ်အဲ့ဒီဒီလားပြားလေး ခဏလေးပြက်လေးရိုက်လိုက်မယ်နော် အဲ့ဒီတော့ အဲ့ပြောနေပြီသူတို့မြတ်ကြိုက်ပြီလေ အနိကရလာအဲ့ဒီပြားလေးနော် ပြအိတ်နေပြီအိတ်နေပြီ အဲ့ဒီအနိက အဲ့ဒီသူတို့ကအတိုက်မရှိဘူးဒီမှာပဲအဲ့ပြောနေရတာနော် လိုလိုက်တာက လိုပြောနေရတာ နော်ဒီခါလေးကနောက်ဆုံးဘယ်တော့ဒီပန်းလေးတွေပါဟုတ်လား 1 2 3 3 go အဲ့လိုစွန်တော့ပြီနော် ဒီဖက်ကမတော်သေးဘူးဟောရပြလိုက်တော့ပန်းတွေကပဲရလိုက်ဒီမှာအနိကဟုတ်ပြီဒီအနိကပန်းလေးတွေနော်ဒီပန်းလေးဘယ်လောက်ထားလိကြည့်ပါလားဒီဟာလေးကအနိကရိုက်ပြီလေနော်မြင်ရလား ရတယ်မြင်ရတယ် ဒီအနိလေးတွေကငါအနိကကြိုက်တယ်ဒီဟာလေးတွေပုံအနိကရိုက်ပြလိုက်ဒီမှာလည်းပြလေးတကောင်ဒီမှာလေးတကောင်ပြလေးတကောင်ဒီမှာထွက်လာ အဲ့လေနော် အနိကရလိုက်ဒီပြလေးကိုအိနေတော့ အဲ့ပြောနေချက်ပြီသူတို့ကမရှိတာတီးတော့လည်းမမြင်တော့ဘူးထင်တယ် ဒီပန်းတွေလေးရလိုက် ခဏလေးပြက်လေးနေရကပန်းတွေမလှဘူး ရတယ်မလှပါစေရတယ်ဒီမှာဒီပန်းတွေတအားလှတာပဲလေဘာလို့မလှမလဲဒီဟာလေး လှပါလား ဒီနေ့နောက်ဆုံးပဲ ဆိုတော့အဲ့လိုဆိုတော့ ငါဟိုဘက်ကလေးရလိုက်ငါပစံလုံးနောက်ဆုံးပဲကောင်းမှတ်တယ် မလှတဲ့နေ မ ရ ထားလေးရတဲ့ကိစ္စမရှိဘူးငါမှတ်တယ်ရေးရတယ်ဟိုလေးတွေကိုလည်းချင်မှာအကုန်လုံးပေါအောင်ရလိုက် ဒီဟာကတော့ပေါ်စေရဘူး ဟိုအဖြူလေးတွေလည်းတော်ရင်အဖြူ အေး လေးတွေရလိုက် အဲ့ဒါအခုတလို့အဲ့ဒီတော့ရန်လေးဝင်လိုက်ရဆိုတော့ တော်ရင်အဖြူလေးရလိုက်ဒီကမှအဲ့ဒီနောက်ဆုံးဒီချင်ကိုပဲရလိုက်ဒါပဲဒီပန်းလေးတွေတော်လာတော့မောင်းနေ ဟောနေပြီတော့ပါ ไป ပြီ แล้วအဲ့ဒါဆိုရင်နော်ဟိုဘက်ပန်းကိုကြည့်ပြီးတော့ရလိုက်ဟုတ်ပြီ တော့ပါပြီ မောင်းပြီးဒီငါကန်ပြီး ပြက်ပဲပေါ်ပြီးစီတော့နောက်ဆုံး